ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရွှေခေတ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဗျမင်္ဂလာရှိတော့နော်ကျွန်တော်ရဲ့ဦးလေးတော့ညီကောင်မတော်များအားလုံးပဲနော်မင်္ဂလာရှိတော့နေ့လေးဖြစ်ပါလိမ့်ဗျာနော်ဒီနေ့ဗီဒီယိုလေးဒီကျွန်တော်ဗုဒ္ဓဘုနေ့အတွက်ဗီဒီယိုလေးဖြစ်မယ်နော်ဒီဗီဒီယိုလေးထဲမှာကျွန်တော်ကိုမတွေအတွက်ကျွန်တော်က share all ဆိုတဲ့နော် main of what တစ်ခွက်လက်ဆောင်ဒီဗီဒီယိုလေးမှာဗုဒ္ဓဘုနေ့ကျွန်တော်ထုတ်ပေးသွားမယ်ဗျာနော်အားလုံးအဆင်ပြေအောင်လို့ကျွန်တော်ဗီဒီယိုနေတဲ့ဟိုမျက်စိကြည့်ရှုအားပေးနေတဲ့ကိုမတွေရောဒီနေ့မှစပြီးဗီဒီယိုစပြီးကြည့်တဲ့ကိုမတွေအားလုံးကိုနော်ဒီဗီဒီယိုလေးမှာကျွန်တော်ချပြသွားမှာဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို YouTube channel လေးကို subscribe လုပ်သွားမယ်လက်မလေးထောင်သွားမယ်ဗီဒီယိုလေးကိုတနိုင်တလောက် share ပေးမယ်နော်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘုနေ့အတွက်ဘယ်လိုလေးယူသွားမယ်ဘယ်လိုလေးကန်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာကိုမတွေကိုကျွန်တော်တင်ပြသွားပေးမယ်နော်ကိုမတို့အနေနဲ့ကျွန်တော်ခုနကပြောထားခဲ့တဲ့အတိုင်းပဲเนาะ channel လေးကို subscribe လုပ်မယ်လက်မလေးထောင်သွားမယ်ဗီဒီယိုထဲမှာကျွန်တော်ကျမတို့ဒီအရှုံးများနေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ရေးပြီးသွားပေးမယ်တယောက်ချင်းစီတိုင်းเนาะကဲကျွန်တော်တူတူတော့ဘာမှအောင်လည်းမပြတ်ချင်တော့ဘူးเนาะအဲ့တော့ကနန်းအပြည့်ကျွန်တော်တို့เนาะ1 3 4 5 6 9 8 9 3ညနဲ့ကနန်းနှလုံးမဲ့ကျန်4ချိန်တော့ကနန်း8လုံးစော့သွားပြီဗျာနော်ကနန်း8လုံးစော့သွားပြီဆိုတော့ကျွန်တော်တို့ကဒီတစ်ပတ်မှာကျွန်တော်ဘယ်လိုလေးတွေနော်ဖြစ်နိုင်ခြေရှိတာလေးကိုကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ကနန်းနှလုံးကျန်တယ်တတိထားဖို့ပြောပြအပိတ်နေအထိနော်ကနန်းနှလုံးကျန်သွားတယ်ဒီတစ်ပတ်မှာအရန်စိုးနေသေးတယ်နော်ကနန်းနှလုံးကကျန်နေသေးတယ်ကဲအရန်လည်းစိုးတယ်အချိန်အပြည့်6ချိန်ကျန်သေးတယ်ဗျာကနန်းနှလုံးပဲကျန်တော့တယ်အဲ့တော့ဘာလေးလုတ်တင်လဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုမှာမိုးမွိုက်ပဲတစ်ခါလေးပြောပြသွားပေးမယ်နော်ကဲ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားမယ်နော် channel လေးကို subscribe လုပ်ထားမယ်အဓိကနော်ကဲဗီဒီယိုရဲ့ကျွန်တော်ဗီဒီယိုရဲ့ comment ထဲမှာနော်ကိုမတို့အနေနဲ့နော်အရှုံးများနေတဲ့ခက်ခဲရှိနေတယ်နော်ကဲ Viber သုံးတဲ့ကိုမတွေ Telegram သုံးတဲ့ကိုမတွေကိုလည်းကျွန်တော်ကအနည်းဆက်ဆုံးနေရဖြစ်ကျွန်တော်ဗီဒီယိုရဲ့အောက်လေးမှာကျွန်တော်နော်ကျွန်တော်ရဲ့ Viber channel လေးနဲ့ Telegram channel လေးချပေးမယ်နော်ချထားပေးတာမယ်နော်အဲ့ရင်ဒီစင်လာရောက်မေးမြန်းနိုင်ပါတယ်ဗျာနော်ဒီဗီဒီယိုလေးမှာကျွန်တော်ကဟိုဟာဒီကပတ်တီးတွေကြီးတွေကျွန်တော်မထုတ်တော့အခွေတစ်ခွေကျွန်တော်ချပေးမယ်ဗော်ဒ်ကုန်းလေးအတွက်မဖြစ်မနေเนาะခွေပေးထားမယ်ခွေလေးကိုကျွန်တော်ချပေးမယ်ပြီးကြရင်ကိုမတို့အတွက်ကျွန်တော် share လက်ဆောင်တစ်ခွက်ကျွန်တော်ထုတ်ပေးမယ်เนาะဒါလေးကိုပြောပြချင်တာပါဗျเนาะအဲ့ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပြီးပြီလက်မထောင်ပြီးပြီဗီဒီယိုလေးကိုเนาะစပြီးကြည့်နေပြီဆိုလို့ရှိရင်เนาะအဲ့ဆိုလို့ရှိရင်ကျွန်တော်ကခုပဲတန်းပြီးတော့မင်းဖြစ်လိုက်တော့ကဲအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်မယ်နော်ကဲကျွန်တော်တို့ဗုဒ္ဓဘုနေ့မှာမဖြစ်မနေကျွန်တော်တို့ခွေထားမယ်ခွေပြီးကျွန်တော်ခုနပြောနော်တင်းနာနေ့မှာသူကတင်းနာနေ့မှာကျွန်တော်တို့ပထမဆုံးတင်းနာနေ့မှာ9ခုထွက်တယ်နော်9ခုထွက်တယ်4ပရိတ်နော်ညနေပိုင်း16ထွက်တယ်9ပရိတ်နော်ကျွန်တော်ငါနေ့မနက်မှာဆိုလို့ရှိရင်လည်းငါနေ့ကျွန်တော်မနက်ပိုင်းမှာဆိုလို့ရှိရင်အခုဒီနေ့83ထွက်တယ်မနက်ပိုင်းမှာ83ထွက်တယ်ညနေပိုင်းမှာဆိုလို့ရှိရင်48เนาะပြီးခဲ့တဲ့တောက်ကြအပိတ်ပွဲ48ပြန်ထွက်တယ်ဗျဗရိတ်အားဖြစ်ပြောပြပါဆိုလို့ရှိရင်ဗရိတ်အားဖြစ်ဆိုလို့ရှိရင်ကျွန်တော်4ဗရိတ်ကြတယ်9ဗရိတ်ကြ9ဗရိတ်ကြ2ဗရိတ်ကြတယ်เนาะသူကပါဝါနက်ခတ်ဗရိတ်ဖြစ်နေဗရိတ်အားဖြစ်ဆိုလို့ရှိရင်ပါဝါနက်ခတ်ဗရိတ်ဖြစ်နေအဲ့တို့ကြောင့်မို့ကျွန်တော်ကိုမာတွေကိုကျွန်တော်ဘယ်လိုလုပ်ပေးမလဲအခွေလေးပေါ့ဗျာเนาะအခွေလေးဗရိတ်အားဖြစ်2ခွန်4 3ညာပရိတ်ကြတယ်เนาะကျွန်တော်တို့အခွေအပြည့်ကျွန်တော်ဘာဝင်လင်းဖြစ်ပေးမလဲဆိုတော့ icon ထဲမှာเนาะ9 9ကြတယ်ဆိုတော့16ကြတယ်เนาะတေချာလေးမှတ်ပေးပါအခွေကိုကျွန်တော်ပြပြမယ်เนาะမနက်ပိုင်းမှာသူကညနေပိုင်းလေးရှင်းเนาะကဲအဲ့ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့က9တေချာလေးကျွန်တော်ပြပြမယ်เนาะ4 5တေချာလေးမှတ်ပေးနော်4 5 9 1 6 1 4 1 4 5 9 6ပေါ့ဗျာ1 4 5 9 6နော်1 4 5 9 6 1 4 5 6 9ဆိုလဲရတယ်1 4 5 9 6ဆိုလဲရတယ်နော်ကဏ္ဍ9လုံးအခွေဖြစ်မယ်ပတ်တိအဖြစ်တစ်လုံးစာပဲဖြစ်မှာဗျာနော်ကဲအဲ့ထဲမှာကျွန်တော်ကိုမာတွေကျွန်တော်အပူးထိုးခြင်းကျွန်တော်ဟိုးအပတ်တွေမှာပြီးခဲ့တဲ့ဟိုးအပတ်တွေမှာနော်အပူးကိုကျွန်တော်ပြောခဲ့သေးတယ်နော်အပူကြီးကျွန်တော်ပြောခဲ့သေးတယ်ပါလေ661ပါဝါနက်ခတ်အပူနော်661ပါဝါနက်ခတ်အပူကိုသူက6ဘူးကြတယ်1ဘူးကြတယ်နော်နောက်ဘက်မှာ6ဘူးလိုက်ကြတယ်နော်169နော်ပါဝါနက်ခတ်အပူကြတယ်ဒီတစ်ပတ်မှာ1ဘူးလာတယ်6ဘူးလာတယ်နော်10ဘူးလာဖို့ရှိသေးတယ်တတိထားပေးပါကဲအဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်က1နော်1 4 1 4 5 6 9နော်အဲ့ထဲမှာဆိုလို့ရှိရင်1 4 5 6 9နော်အဲ့ထဲမှာကျွန်တော်အကူမတို့အပူးထုတ်ပေးမယ်နော်ဗော်ဒ်ဘူးနဲ့အမြဲကြာတတ်တဲ့အပူ9ဘူးလို့6ဘူးလို့သတိထားပါ
ကဲဒီအခွေလေးကိုစော့မယ်9ဘူးနဲ့6ဘူးနဲ့ကိုကြိုက်ရင်အဘူးကြိုက်တဲ့လူကအဘူးကြိုက်တယ်လို့တင်ပြီးစော့ပြီးပါနော်ဒီလေး969အခွေမယ်နော်9ဘူးနဲ့6ဘူးကိုသတိထားပြီးထိုးပေးမယ်ကဲပြန်ကြကြိုက်တယ်ဆိုလို့ရှိရင်ဗုဒ္ဓဘူးနေ့တိုင်းမှာလေပြန်ကြသတိထားရတယ်ဗျာနော်ကဲပြန်ကြမှပြန်ကြကြိုက်တဲ့အကိုမတွေကိုကျွန်တော်လက်ဆောင်တစ်ခွက်ပေးမယ်ပြန်ကြခဲ့မယ်ဆိုလို့ရှိရင်နော်မနေ့ပြန်ဗုဒ္ဓဘူးနေ့မှာပရိသာမရှိခဲ့ဘူးလို့16တစ်ခွက်ပါဝါတစ်ခွက်သတိထားပါနော်ကဲ16ပြန်ကြတစ်ခွက်ကိုလည်းသတိထားပေးပါဗျာနော်ဒါလေးလည်းကျွန်တော်ပြောချင်ပါတယ်ဗျ။ကဲငါကိုမတွေနော်ဗီဒီယိုလေးကိုဆုံးခန်းအောင်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျွန်တော်ကျေးဇူးတင်ပါတယ်ဗျ။ငါကိုမတွေအောင်မြင်ပါစေကံကောင်းပါစေဆင်ပြေကြပါစေနော်။ကဲအခက်အခဲတွေနော်နဲ့ကင်းလို့နော်ရှုံးကြွေးတွေလည်းဆက်နိုင်ကြပါစေနော်။ကံကောင်းကြပါစေလို့ကျွန်တော်ရွှေခဲ့အဆွမုံကောင်းလေးတောင်းပေးပါတယ်ဗျနော်။အကိုမတွေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျနော်။ကျွန်တော်ညီငယ်ညီမငယ်လေးတွေဦးလေးတွေတော်တွေလည်းနော်။ကဲဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးနော်ကျွန်တော်ဗုဒ္ဓဘုန်းကြီးမှာအောင်မြင်ကြပါစေနော်။ကျွန်တော်ရဲ့အတူကံကောင်းမှုတွေနဲ့အတူအောင်မြင်မှုတွေနဲ့အတူဖြတ်ကျော်နိုင်ကြပါစေလို့ပြောရင်းနဲ့ဗုဒ္ဓဘုန်းကြီးဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲကျင်လိုက်ပါပြီဗျာနော်တေလေး969အခွေဖြစ်မယ်နော်ခုနကကျွန်တော်ပြောတယ်အပူးဆိုရင်6ဘူးနဲ့9ဘူးကိုသတိထားပါနော်ပြန်ကြဆို16တစ်ခွက်ရှိမယ်နော်ဒါလေးကိုလည်းတင်ပြတာပါဗျမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျကဲကွက်လက်ပါ